ရောင်စုံတော့မီးများထွေးတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အဲ့ကောင်မလေးသူကဘသူလဲဟဲ့သူဘေးထဲမှာဘောတွေနဲ့ပြေစကားပြောဖို့မတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့နေခဲ့ရလက်ရှော့စင်ဘောတွေနဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူကတူတူပဲလိုက်ပြီတူနဲ့နူပဲကြိုက်ပြီသူကလည်းဘာလို့ကိုလက်ပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဟိုအိုင်လီဟိုချမ်းဆက်ငမ်းဆက်ဆိုတာလူလည်းမငန်းကြောထားတဲ့အိုပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူပြုံနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်းတာကရှိုးနေတဲ့မှောင်ခိုတွေများမင်းနောက်ကတကားကောင်းနိုင်တော့နေပါလေကိုင်လို့မဆောင်လေကိုတော့ချွေရစေမြင်းတွေကိုရှောက်မတန်းနဲ့ရဟတ်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောက်လက်နဲ့ဩဃာတာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှင်ကိုဥကိုချသူကိုချသူကိုမခုမလို့ရပါသူကိုမခုလို့ပြုလေတဲ့ကသူနဲ့ပေါင်းဖို့ခုဝေမြမင်းပုံခွဲ